မင်္ဂလာပါရှင်ခလေးလက်ကောက်လေးမေးထားတဲ့သူတွေခလေးလက်ကောက်ငကားကောင်းနှကောင်းနဲ့ရွှေဘောလုံးပုံစံလေးနဲ့နှစ်ချက်သားလက်ကောက်တစ်လေးရောက်လာပါပြီရှင်အရန်ချစ်စရာကောင်းတဲ့ငကားကောင်းလေးဖြစ်ပါတယ်စိုက်သေးလေးပေါ့နော်ခလေးဝစ်ကလေးဖြစ်ပါတယ်ရှင်တအားကိုမှချစ်စရာကောင်းပါတယ်နှစ်ချက်သားလေးပေါ့နော်တခြားခလေးဝစ်လက်ကောက်လေးတွေတော့မရောက်သေးဘူးဟန်ချင်းလေးတွေတော့အများကြီးရှိတယ်ရှင်ဒါလေးကတော့ထူးထူးခြားခြားလေးအရန်ကိုလှလို့ပါမနင်ကရောက်တာနဲ့ပြပေးလိုက်တာဖြစ်ပါတယ်တော်တော်လေးချစ်စရာကောင်းပါတယ်ရှင်ငကားကောင်းနှကောင်းတော့အနီးကပ်လေးမမပြပေးမယ်တွေ့လားအနီးကပ်လေးတအားချစ်စရာကောင်းတယ်နော်ပြီးတော့ကလေးဆိုတော့လေဒီလိုမျိုးလေးလဲခောက်ပြီးတော့တိန်းလို့လည်းရတယ်မကြိုးဘူးနော်ဒီလိုမျိုးသူကဒီလိုမျိုးလေးလှုပ်ထားပေးတယ်ခတ်ထားပေးတဲ့အတွက်ကလေးတွေအတွက်ကျိုးမှာပဲ့မှာမကြောက်ရဘူးနော်နှစ်ချက်သားလေးပါရှင်ဂျိတ်ကလေးနဲ့ဆိုတော့ကြမပြောက်ဘူးပေါ့နော်ကဲကလေးဝေးငကားကောင်းနှကောင်းရွှေဘောလုံးတစ်လုံးပါတယ်နှစ်ချက်သားလက်ကောက်ရောက်ပါပြီရှင်တအားလှတယ်နော်ကလေးဝေးလေးဖြစ်ပါတယ်လူကြီးထဲမှာဆိုရင်လည်းအသေးဆုံးစိုက်လေးဖြစ်ပါတယ်ရှင်မနင်တို့လက်နဲ့တလက်မလောက်လိုတယ်ပေါ့နော်သေးလုံးအားကြီးပါတယ်ကလေးဝေးပါပဲရှင်